ဖုန်းနဲ့ logo ဆွဲဖို့အတွက်ကျွန်တော်တို့ဒီပုံချမ်းတွေပေါ့နော်ကျွန်တော်တို့ဒီ logo မှာသုံးမဲ့ပုံချမ်းတွေကိုကျွန်တော်တို့ Google မှာဒါမှမဟုတ်တခြား Pinterest တွေဘာတွေမရှာခြင်းဘူးပေါ့နော်မရှာခြင်းမဲနဲ့ကိုယ်တိုင် create လုပ်ရှင်တဲ့လူတွေအတွက်ကျွန်တော်ဒီနေ့ပြောပြမှာကြတော့ AI ပေါ့နော်ကိုကြိုက်တဲ့ AI ကိုသုံးလို့ရတယ် AI ကိုသုံးပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပုံကိုဖန်တီးခိုင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Pixellab software မှာပြန်ပြီးတော့ upgrade ကိုစိတ်ကြက်ဒီဇိုင်းရအောင်ပြန်ပြင်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီ Gemini AI ကိုသုံးတယ်ပေါ့နော် Gemini AI ကိုသုံးတယ် Gemini မှာကိုကြိုက်တဲ့ပုံထုတ်ဖို့အတွက်ကျွန်တော်တို့ဒီခိုင်းမယ်ပေါ့နော်ပုံတစ်ခု generate လုပ်ခိုင်းမယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်း logo ကို crown နဲ့ဆိုပြီးတော့တောင်းထားတယ်ဒီအနက်ရောင်ဘာလို့တောင်းတာလဲဆိုတော့ကျွန်တော်တို့ကဒီ color တွေပြန်ပြင်တာကြတော့ဒီ black and white ကိုပဲပြန်ပြင်တာပို့အဆင်ပြေရပါတော့ကျွန်တော်ဒီမှာ black and white တောင်းထားတယ်ပေါ့နော်ဆိုတော့ဒီမှာ swine တွေပါထည့်ပြီးတော့ကျွန်တော်ကအဲ့ဒါကိုသိမကြိုက်ပေါ့နော်အဲ့ဒါကိုပြန်ပြင်လိုက်မယ်အဲ့တော့ကျွန်တော်ဒီပုံကိုရှေ့ထားလိုက်မယ်ပေါ့နော် Pixellab ထဲကိုသွားမယ်ပြီးရင်ကျွန်တော်ဒီမှာအဲ့ဒီပုံကို add image ကနေပြီးတော့ထည့်မယ်ပေါ့နော် import image ကနေပြီးတော့ထည့်လိုက်မယ်โอเคဒီပုံလေးပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုbackground ဖြတ်ထုတ်လိုက်မယ်ပေါ့နော် background ဖြတ်ထုတ်လိုက်တော့မယ်ပြီးရင်ဒီကောင် smooth ဖြစ်အောင်ဒီကောင်100အထိအဆုံးနေဆွဲလိုက်အောင်ပေါ့နော်ဒါဆိုလုံးဝ smooth ဖြစ်သွားပြီအဲ့တော့ကျွန်တော်ကဒီဘေးကဒီ swine ပေါ့နော်ဒီကောင်ကြီးကိုမလိုချင်တော့ဖြစ်တဲ့အတွက်ကျွန်တော်က swine ကိုအသစ်ပြန်ထည့်မှာဆိုတော့ဒီကောင်ကိုလုံးဖြတ်ထုတ်လိုက်မှာပေါ့နော်ဘာလဲဖြတ်မလဲဆိုတော့ဒီမှာ erase ဆိုတာရှိတယ် erase ပေါ့နော်ဒီကောင်လေး erase club ဒီကောင်လေးရှိတယ်အဲ့မှာကျွန်တော်ကဒီ swine ဘေးကဒီကောင်လေးပေါ့နော်မြင်းနေမလိုချင်တာဖြစ်တဲ့အတွက်သူ့ကိုဖြတ်ထုတ်လိုက်မယ်ဒီမှာအမှန်ချင်းနှိပ်လိုက်ပါတော့ဒါဆိုကျွန်တော်တို့ဒီချင်းသေးကောင်းမဲ့ရရပါတော့အဲ့ဒါကျွန်တော်ကဒီကောင် swine အသစ်တစ်ခု update ပြန်လုပ်ပါတော့အဲ့တော့ဘာလို့လုပ်မလဲဆိုတော့ဒီကျွန်တော်ဒီ shape ပေါ့နော်ဒီ shape ရှိတယ် shape ကိုကျွန်တော်ကဒီ swine မဲ့ယူမှာဖြစ်တဲ့အတွက် stroke ကိုပဲထည့်မယ်ပေါ့နော် stroke ကိုဒီမှာကျွန်တော်က radius အဝိုင်းလုပ်လိုက်မယ်ထူထူလေးသုံးနေတာဖြစ်တဲ့အတွက်ပုံနဲ့လိုက်အောင်နည်းနည်းလေးထူပေးလိုက်ပါတော့ကိုကဘယ်လိုမျိုးလိုချင်တာလဲပေါ့နော်ဒီကောင်ကိုဒီလိုမျိုးထိနေရလို့ကျွန်တော်တော့မဟုတ်ချင်းသေးကိုအလယ်မှာပဲထားပြီးတော့ကိုကဘယ်လိုမျိုးလိုချင်တာကိုကြိုက်တဲ့ပုံစံချိန်လို့ရတယ်ပေါ့နော်မိတ်ဆွေက swine နှစ်ထပ်ကျရင်နှစ်ထပ်ပေါ့နော် swine နှစ်ထပ်ကျတယ်ဆိုရင်ဒီကောင်ကို copy ယူပြီးတော့အဲ့ဒီ shape ကိုဒီမှာ edit ရှိရပါတော့အဲ့ဒီကပြန်သွားပြီးတော့ဒီမှာstock ကိုပထမဟာနဲ့မတူအောင်တေးသေးလေးလုပ်လိုက်ပါတော့တေးသေးလေးလုပ်ပြီးတော့သူ့အပေါ်မှာထပ်လိုက်မယ်ဒီဇိုင်းတစ်မျိုးစမ်းသွားအောင်ပေါ့နော်โอเคပိုစင်တာကြအောင်စိတ်ကြိုက်ချင်းပြီးဆိုဒီမှာအမှန်ချင်းထည့်လိုက်မယ်အဲဒါနည်းနည်းလေးတော့ထားကြပါပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီမှာ layer တွေပေါင်းလိုက်မယ်ပေါ့နော် layer တွေပေါင်းလိုက်မယ်โอเคပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာစာရေးမယ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့စာရေးလိုက်မယ်အဆင်ပြေတဲ့စာတစ်ခုပေါ့နော်The Lion King ဆို The Lion King ကိုကြိုက်ချိန်မယ်ပေါ့နော်ဟိုကျွန်တော်ဒီကောင်လေးကိုတုံးကြည့်မယ်ပေါ့နော်ဒီကောင်လေးကိုတုံးကြည့်လိုက်မယ်ဒီကောင်လေးကတော့ကျွန်တော်တို့ကဒီမှာအတွန်းလေးထည့်မှာဖြစ်တဲ့အတွက်โอเคဒီလိုလေးထွက်လာပြီပေါ့နော်ကျွန်တော်ဒီကောင်ကိုနည်းနည်းလေးပြန်ပြီး space ချလိုက်မယ်ဒါဆိုရင်အပြည့်ပါလာပြီပေါ့နော်โอเคဒီနေရာမှာသတိထားပါမယ်ဆိုတော့ကိုကပေါ့နော်ကာလာကိုတစ်ခုတည်းလိုချင်တာဆိုရင်ဒီစာကိုလည်းကာလာအမဲထားတဲ့တယ်ပေါ့နော်အမဲပြောင်းပေးရမယ်ပြီးတော့မှကျွန်တော်တို့ကပြန်ပြီးတော့ကာလာပြန်သွင်းမှာပေါ့နော်ကျွန်တော်အဲ့လိုမဟုတ်ဘူးကာလာကို2မျိုးလိုချင်တယ်ဆိုရင် layer မပေါင်းခင်မှာကာလာတွေကိုအရင်ဆုံး change ထားတဲ့တယ်ပေါ့နော်ကျွန်တော်ကဒီ The Lion King ကိုကြတော့ကာလာတစ်မျိုးဒီကောင်ကိုကြတော့ကာလာတစ်မျိုးဆိုရင်ဒီလို layer မပေါင်းခင်အတိုင်း change ထားမှသာကျွန်တော်ကအဆင်ပြေပါပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ layer တွေပေါင်းလိုက်မှကာလာ change နိုင်မယ်ဆိုရင်ကာလာတစ်မျိုးပဲရပါပေါ့နော်အားလေးသတိထားပါမယ်ဟိုကျွန်တော်တို့ဒီကောင်ကာလာတစ်မျိုးပဲသုံးမှဖြစ်တဲ့အတွက်ဒီ The Lion King ကိုကျွန်တော်က stroke ခတ်လိုက်ပါပေါ့နော် stroke ခတ်ပြီးတော့မှသူ့ကိုပြန်ဖြတ်မှာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ကမတူတဲ့ကာလာအဖြူရောင်လေးထားပြီးတော့ကျွန်တော် stroke ခတ်လိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီပေါ်မှာထားတယ်ပေါ့နော်ပေါ်မှာတင်လိုက်မယ်ကိုစိတ်ကြိုက်နေရာချမယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ကဒီမှာ layer နှစ်ခုသူတို့ကိုထပ်ပေါင်းလိုက်မယ်ပေါ့နော်ပေါင်းပြီးတော့မှကျွန်တော်ကအဲ့ဒီအဖြူကိုဖြတ်ထုတ်ပါပေါ့နော်အဖြူကိုဖြတ်ထုတ်မယ်โอเคဒါဆိုရင်အဖြူက auto detect ဖြစ်ပြီးဖြတ်သွားပါပေါ့နော်တကယ်လို့မိတ်ဆွေတို့ကအယောင်တွေပါမှားဖြတ်တယ်ဆိုရင်ဒီခဲတံလေးကနေပြီးတော့ကိုကြိုက်တဲ့အယောင်ကိုတွားပြီးတော့ဒီမှာဖြတ်လို့ရတယ်နော်ဒီမှာတော့အဖြူနဲ့ပဲနှစ်ခုပဲရှိတာဆိုတော့ auto ဖြတ်သွားပါပေါ့နော်
ဒါတော့ smooth ပေါ့နော်အခုကျွန်တော်စိတ်ကြိုက် design ရပါတယ်ပေါ့နော်စိတ်ကြိုက်စာလည်းရပါတယ်ဆိုရင်ဒီကောင်ကို color သွင်းမယ်ပေါ့နော် color သွင်းမယ်ဒီနေ့မှာကျွန်တော်တစ်ခါလေးပြောပြလိုက်မယ်ပေါ့နော်ဒီ color သွင်းတာကerror ဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးပုံကိုကျွန်တော်တန်းပြီးတော့ color သွင်းမယ်ဆိုရင်ဒီမှာ texture ပေါ့နော် texture နဲ့သွင်းလိုက်မယ်ဆိုရင်တစ်ခါလေးမှအဆင်ပြေပေမဲ့ကျွန်တော်တို့တစ်ခါလေးရလဲအဆင်မပြေတာများတယ်ပေါ့နော်ဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီလိုမျိုးပေါ့နော်ရွှေအောင်သွင်းလိုက်မယ်ဆိုရင်ဒီလိုမျိုးတွေအောက်ကစာထားဆိုမပြပြတော့ဘူးပေါ့နော်စာတွေကဒီလိုမျိုးတွေထက်ကုန်တာဖြစ်တယ်အဲ့ဒီအရာဘယ်လိုဖြေရှင်းရမလဲဆိုရင်ကျွန်တော်တို့က sorry ဒီကောင်ပေါ့နော်ဒီလိုမျိုး color မသွင်းခင်မှာကျွန်တော်ကသူ့ကိုဒီမှာ shade တစ်ခုယူလိုက်ပါတော့ shade တစ်ခုယူလိုက်မယ် shade တစ်ခုယူပြီးတော့အဲ့ဒီ shade ကိုကျွန်တော်ကဒီမှာတူနဲ့တူတဲ့အရာပေါ့နော်တူတဲ့အရာဒီမှာချက် shade ကိုဒီပေါ်မှာတင်ပြီးရင်လောကတေးသေးလေးချုပ်လိုက်ပေါ့နော်ချုပ်ပြီးရင်ဒီမှာအဲ့ဒီပုံနဲ့ဒီ shade တစ်ခုနဲ့ layer ထပ်ပေါင်းလိုက်ပါပေါ့နော်ပေါင်းပြီးတော့မှကျွန်တော်ကခုနက color ထပ်သွင်းကြည့်မယ်ဆိုရင်ခုနလိုမျိုး error မပါတော့ဘူးပေါ့နော်အဲကျွန်တော် color ထပ်သွင်းကြည့်လိုက်မယ် okay ကိုကြိုက်တဲ့အရာလေးတွေကိုနေရာထားမယ်ပေါ့နော် okay ဒါဆိုရင်မှန်သွားပြီပေါ့နော် color လေးခုနလိုအဲ့ဒါမဖြစ်တော့ဘူးဒါမှကိုကြိုက်တဲ့အရာတွေဒီမှာရွှေ့လို့ရတယ်ကျွန်တော်ဒီနေရာမှာရွှေရောင်မကြိုက်ဘူးဆိုရင်လည်းကျွန်တော်ဒီမှာငွေရောင်လေးတွေထည့်လို့ရတယ်ပေါ့နော်ဒီပုံတွေကတော့ကျွန်တော်တို့ဒီ Pinterest ဖြစ်ဖြစ် Google မှာဖြစ်ဖြစ်တောင်းလို့ရတယ်ပေါ့နော် sorry ဒီကောင်မှာထည့်ရမှာတခြားကျွန်တော်ဒီပုံဖြတ်လိုက်မယ်ဒီငွေရောင်ပေါ့နော်ဒီလိုမျိုး bright ဖြစ်နေတဲ့ဟာလေးတွေရွေးထည့်လိုက်မယ် okay okay ဒါဆိုရင်တော့ငွေရောင်လေးပေါ့နော်ပြင်ကျွန်တော်တို့ဒီရှေ့အကောင်ကိုပေါ်အောင်လုပ်လို့ဒီနောက်မှာကျွန်တော် color ကိုအမဲရောင်ပေါ့နော်အမဲအသားပေးတဲ့ဟာထားလိုက်မယ်ခဲအောင်လည်းရတယ်လုံးဝနက်နေဟာလည်းထားလိုက်ရတယ်ဒါဆိုရင်ရှေ့အကောင်ပေါ်လာတယ်ပေါ့နော်အဲကျွန်တော်ဒီကောင်ကို 3D color သွင်းပေါ့နော် 3D color သွင်းမယ်ဆိုရင်ဒီမှာဒီအောင်းနားလေးမှာရှိတယ်ပေါ့နော်ဒီ unbox ဆိုတာလည်းရှိတယ် unbox လေးကိုထည့်လိုက်ပါတော့ဒီလိုမျိုး error တွေပါတတ်တယ်ဒီ error ပါတာစိုးရင်စရာမလိုဘူးပေါ့နော်ကျွန်တော်ဒီကောင်ဖြည့်ရှင်းလေးကိုလည်းကျွန်တော်ဗီဒီယို2ပုတ်3ပုတ်လောက်ပြောထားရှိတယ်ပေါ့နော်သူကလည်းခုနကလိုပဲကျွန်တော်တို့ဒီ unbox error ဖြစ်တဲ့အတွက်ခုနကလိုနောက်ဆုံးပုံမစေခင်မှာခုနလိုပဲပေါ့နော်ဒီ color မသွင်းခင်လုပ်သလိုပဲသူ့ကို layer တစ်ခုပေါင်းပေးလိုက်ပေါ့နော် layer တစ်ခုပေါင်းပေးလိုက်ပြီးတော့မှစိတ်မယ်ဆိုရင်ဒီလိုမျိုး error တွေမပါလာတော့ဘူးပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဆွဲလိုက်တာနဲ့လို့ error ဖြစ်တယ်ပေါ့နော်အဲ့ဒါဘယ်လို error မဖြစ်အောင်လုပ်မလဲဆိုတော့ခုနလိုပဲကျွန်တော်သူ့ကိုရှေ့တော့နောက်ဆော်လေးလုပ်လိုက်မယ်ပြီးကျွန်တော်တို့ခုနလို shade တစ်ခုယူမယ် shade တစ်ခုယူပြီးသူနဲ့တူတဲ့အရာတစ်ခုပေါ့နော် okay ဒီမှာသူ့ကိုလုံးဝတေးသေးလေးလုပ်ပြီးတော့သူတို့နှစ်ခု layer ထပ်ပေါင်းပါနော် layer ထပ်ပေါင်းလိုက်မယ် okay ဒီလိုဖြစ်တယ်ပေါ့နော်ဒါကသူကဒီတစ်ခါတည်းကြာရင်လည်းတစ်ခါနဲ့ရသွားမျိုးရှိတယ်ပေါ့နော်ဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်စင်ပူတယ်ခုနလိုပဲရှေ့တော့နောက်ဆော်လေးပြန်လုပ်လိုက်ပါနော်ရှေ့တော့နောက်ဆော်လေးပြန်ပြီးတော့ဒီကောင်ဖြစ်အောင် layer ကို sorry layer ကိုပြန်ခေါ်လိုက်မယ် layer မပေါင်းသေးဘူးပေါ့နော်ဒီ layer ကိုပြန်ဖြတ်လိုက်ဖြတ်ပြီးကျွန်တော်ဒီကောင်ကိုနောက်တစ်ချိန်ဒီလိုရှေ့တော့နောက်ဆော်လေးလုပ်လိုက်ပါနော်ပုံကိုဒီ error ပျောက်တဲ့အထိဆွဲပေးမယ်ပြီးရင်ကျွန်တော်ဒီမှာ shade တစ်ခုထပ်ယူပြီးတော့မှဒီမှာတူတဲ့ color ကိုယူပြီးရင်ဒီမှာ layer ထပ်ပေါင်းပါနော် okay ဒီလိုမျိုး3ချိန်လောက်လုပ်ပေးရတယ်ပေါ့နော်တစ်ခါလေး2ချိန်လောက်နဲ့မရအောင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့3ချိန်လောက်လုပ်လိုက်ရင်တော့အဆင်ပြေအခုကတော့2ချိန်နဲ့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာဘယ်လိုပဲဆွဲerror မပါလာတော့ဘူးပေါ့နော် error မပါလာတော့ဘူးအဲ့တော့နောက်ဆုံးပဲကျွန်တော်တို့ပုံအကြည့်စေ့လို့ရပြီပေါ့နော်ပုံကြီးစေ့လို့ရပြီအဲ့တော့ဒီမှာ save clock ကိုနှိပ် cs image ကနေပြီးကျွန်တော်တို့ဒီမှာ save to color တွေနှိပ်လိုက်မယ်ကျွန်တော်ဒါလုံးဝ error မပါတဲ့ကျွန်တော်ဒီပုံအချော်လေးတစ်ခုရပြီပေါ့နော်โอเคအားလုံးပဲအဆင်ပြေရမယ်လို့မျှော်လင့်ပါတယ်အဲဒီကျွန်တော်ပြပြခဲ့တာကျွန်တော် AI နဲ့ဒီ pixel lab ပေါင်းပြီးတော့ဒီ logo လေးကိုစိတ်ရိုက်ဖန်တီးလို့ရမယ်ပုံစံလေးပြောပြခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့အကျိုးရှိရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ